15 ရက်နေ့တုန်းကနဆွဲလီသွားရောက်နေရှုံးပုံရှုံးဒီကိုပြောပြမယ်ရှုံးပုံရှုံးဒီကိုအရင်မပြောခင်စဝယ်တော့ပုံစံလေးကိုအရင်ပြောပြမယ်မတို့ကလို့ငွေလေးပို့တဲ့ခါကျရင်လည်းဒီ20ကျော်လေးကိုလောက်ထားတယ်ငွေလေးလိုရင်လည်းပြန်ရောင်းတာဖြစ်တဲ့အတွက်ကြောင့်အရော့တက်လေးနေရပြပေးဆိုတော့အမဒီ20လေးကအရော့တက်လေးမှ2သိန်းကျော်2သိန်းဝန်းကျင်အဲ့လောက်ပဲရှိမယ်တဲ့အဲ့ဆိုရှင်ထည့်လိုက်ပေါ့နော်ကိုရဲ့ရွှေလည်းမချိန်တတ်ဘူးနားလည်းမလဲဘူးတစ်ချက်သားလည်းဝယ်တာမဟုတ်တဲ့အတွက်ပေါ့နော်စစ်ဆက်တော့မေးမနေတော့ဘူးအဲ့အရော့တွက်လေးပဲကိုကမေးလိုက်တာပေါ့လောက်လိုက်တာ28သိန်း4,500ကျတယ်အခုတော့ရောက်တော့9သိန်းရှုံးတယ်တဲ့ဟဲ့မောင်လေးဘာလို့တော့လောက်ထားတာမှ20ကျော်လေးဆိုရွှေစည်းကြလို့တဲ့မောင်လေးတို့အစတုန်းကပြောတာရွှေစည်းကြနေတယ်မဆိုင်ပါဘူးပြီးတော့ဒါအခောက်လည်းမဟုတ်ဘူးเนาะအခောက်လည်းမဟုတ်ဘူးဒင်းကားတွေเนาะပြီးတော့မောင်လေးတို့စရောက်နေချိန်တော့အရော့တွက်လက်ခပေါ့เนาะအရော့တွက်လက်ခမှာ2သိန်းကျော်လောက်ပဲပါမယ်လို့မောင်လေးတို့ပြောတာเนาะမတို့ပြီးတော့အခွန်နေလဲအဲ့မှာထည့်ဆောင်ရတယ်အဲ့တော့စပြီးတော့ဝယ်တော့လည်းအခွန်တွက်ကိုပါသူတို့ထည့်နှုတ်ပြီးသားရောင်းတော့လေအဲ့အခွန်တော့ပါလို့ဆိုပြီးတော့9သိန်းရှုံးတာလို့ပြောတယ်အဲ့ဇူကြီးကိုပြောပြီးမငိုယုံတမဲ့ပြောမှ3သိန်းလျှော့ပေးလိုက်တယ်အဲ့တော့4သိန်းရှုံးခဲ့တယ်အဲ့တော့ရွှေရဲ့အချိန်နေပါတော့တဲလည်းမသိဘူးတဲတော့တစ်ချက်သားဆိုရင်တော့ဘလောက်ဈေးပေါက်လဲဘလောက်အဲ့လိုမျိုးတွက်လို့ရတယ်ဒါပေမဲ့ဒီပဲတွေရွေးတွေကြတော့တဲတို့မတွက်တတ်တော့ဘူးလေနော်အဲ့တော့တဲတို့လောက်တဲ့လူစင်ရဲ့သားတွေကအရန်ဝစ်ချင်လို့ဒုံမဟုတ်ဟိုလက်ထဲမှာသုံးမိသွားမှာဆိုလို့အရင်လေးလိုလို့ရှိရင်ထောက်ရောင်လို့ရအောင်စုဘူးသဘောမျိုးလေးနဲ့ဝယ်ကြတာပေါ့နော်အဲ့ချိန်မှာကိုပစံနဲ့ကိုလည်းလောက်ရသေးတယ်ပြီးလို့ရှိရင်တလတော့မပြည့်တဲ့ဥစ္စာကို4သိန်းရှုံးနေဆိုတော့ကိုပစံနဲ့ကိုအတိုးပြန်ပေးရတဲ့ပုံစံနဲ့ဖြစ်သွားတယ်ပေါ့နော်သူတို့ပြောရင်ဝေးရတာအမြတ်ဆိုတော့တဲဆိုတကယ်ပြောတာအလူသွားတော့မှအလူသွားလိုက်တာအလူလေး2ခါသွားတာ2ခါဆို2ခါလောက်ပဲဝေးရသေးအဲ့2ခါတနေ့ကိုမဟုတ်အလူကပြန်ချွတ်တာနှဆွဲဆိုတော့နှဆွဲကပြမယ်ဒီမှာခုပြမယ်နော်ဘောင်ချလဲပြပေးမယ်နော်အဲ့တော့ပြောပေးကြပါဦးနော်ဟိုဘယ်လိုပြောမလဲဆိုတော့တိတ်ချလေးစစ်ဆေးပေးကြပါဦးပေါ့နော်အားလေးပြောချင်တာပါဘာလို့လဲဆိုတော့ဟိုရှေ့မှာအရန်တက်ကျွမ်းတဲ့လူကြီးတွေကစီစနစ်နဲ့လုပ်ပေးကြပါတယ်ဒါပေမဲ့အောက်မှာဘယ်လိုတွေဖြစ်နေလဲတော့မသိတော့ဘူးလဲတိတ်မပြောတတ်တော့ဘူးအဲ့တော့တခြားလေးစစ်ပြီးတော့လုပ်ပေးကြပါလို့